လူတယောက်တိုးတက်ပြောင်းလဲဖို့ဆိုရင်မိမိရဲ့လက်ရှိနေတဲ့ skill set လို့ခေါ်တဲ့ကျွမ်းကျင်မှုတွေနဲ့ mindset လို့ခေါ်တဲ့ခံယူချက်နဲ့အတွေးခေါ်တွေပုံမူပြီးတော့မှမြင့်မားလာဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တိုးတက်ဖို့ဆိုတာအခွင့်အလမ်းကောင်းတွေကိုဖန်ယူနိုင်ပြီးတော့အခက်အခဲတွေကိုကျော်လွှားနိုင်ဖို့လိုတယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကိုယ့်ရဲ့ဆရာကောင်းသမားကောင်းတွေမိတ်ဆွေကောင်းတွေနဲ့တင်နန်းကောင်းတွေကနေပြီးတော့ကျွန်တော်တို့ကိုအပြောင်းလဲတစ်ခုကိုလုပ်ပေးနိုင်တယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဒီလိုပေါ့နော်တိုးတက်ခြင်းစိတ်ရှိတယ်လေးလာရတာဝါသနာပါတယ်ပြန်လည်မျှဝေရတာဝါသနာပါတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ပေါ့နော်ကျွန်တော်ကိုယ်တိုင်တင်နန်းတက်တဲ့အခါမှာခံယူထားတဲ့အချက်ကလေးအချို့ခုနှစ်ချက်အနေနဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးထဲမှာ sharing လုပ်သွားခြင်းပါတယ်။ဒီတစ်ခုတက်ပြီးတော့ပေါ့နော်ဘဝကိုပြောင်းလဲပြစ်ဖို့အတွက်အကြံပြုချက်လေးခုနှစ်ချက်ကိုမျှဝေသွားခြင်းပါတယ်။နံပါတ်1ကတော့စုလက်ကိုမျှော်မှန်းပါပေါ့နော်။ဒါမှမဟုတ်လဲနာကျင်မှုကိုအာယုံစိုက်ပါဆိုလိုတာကတော့ကျွန်တော်တင်နှန်းတက်ပြီးရလာနိုင်မဲ့ကိုယ့်ရဲ့အကျိုးအမြတ်တွေပေါ့နော်အကျိုးအမြတ်တွေကိုအာယုံစိုက်ပါဘာဖြစ်လို့ဆိုတော့ကျွန်တော်တင်နှန်းတက်တယ်ဆိုတော့ပင်မန်းနဲ့တာမန်ဇွဲလုံးလာဝရိယနဲ့တက်လို့မရအောင်နော်တကယ်လို့ကိုယ့်ရဲ့စုလက်ကိုမမြင်တတ်ဘူးဆိုလက်ရှိကိုကြုံနေတဲ့လက်ရှိအခက်ခဲလက်ရှိပြဿနာတွေကိုကျော်လွှားနိုင်ဖို့ကျွန်တော်တို့ဒီတင်နှန်းရမယ့် skill တွေကအရေးကြီးတယ်ဒါကြောင့်မလို့ကျွန်တော်တို့ skill ကိုစာလောင်နေဖို့လိုတယ်နံပါတ်2ကတော့ကိုယ့်ရဲ့အားဆိုင်မှုကိုအမြင့်ဆုံးထားပါပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကတင်နှန်းကြီးလဲပေးပြီးပြီเนาะပေးပြီးပြီ။ဒါကြောင့်မို့ကိုယ့်ရဲ့အချိန်နဲ့စူးစမ်းမှုကိုထပ်ပေးဖို့မနှမျောပါနဲ့တော့เนาะတင်ယူနေစဉ်မှာကိုယ့်ရဲ့ energy emotion ပေါ့နော်ကိုယ့်ရဲ့ဒီ energy ဆိုတော့ဒါခန္ဓာမှာရှိမဲ့စွမ်းအားပေါ့နော်အဲ့တော့အေးဝဝအိတ်မယ်မှန်စားမယ်တောက်မယ်เนาะကိုယ့် energy ကိုကျွန်တော်ထိမ့်သိမ်းမှာလေ့ကျင့်ခန်းလေးလုပ်ဖို့လိုတယ်ပြီး emotion ပေါ့နော်အဲ့တော့စိတ်ခံစားချက်မတာမယာဖြစ်နေရင်လည်းကျွန်တော်တင်ရင်မှုမှာအဆင်မပြေနိုင်ဘူးဒါကြောင့်မလို့ emotion ကိုဂရုစိုက်ပါကိုယ့်ရဲ့စိတ်ခံစားချက်ကိုဂရုစိုက်ပါ focus တည်ငြိမ်အောင်ထားပါပေါ့နော်အဲ့တော့တင်နှန်းတက်နေချိန်မှာအာယုံတွေမပြားပါနဲ့ဒီတင်နှန်းလေးကိုပြီးအောင်တာတက်လိုက်နော်တက်ပြီးရင်အဲ့ဒီတင်နှန်းရဲ့ရလာမဲ့ skill တွေကကိုယ့်အတွက်အများကြီးအကျိုးရှိမယ်เนาะအဲ့တော့စိတ်ထဲကြပြီးရော်ရဲလာတတ်တဲ့စိတ်တွေရှိမယ်ဇွဲရှိမယ်ဆိုရင်ပေါ့နော်ကိုယ့်ရဲ့ဇွဲတွေကိုအမြဲတမ်းပြန်ဆွဲတင်ကြည့်ပါကိုကို push လုပ်ပါကိုမညာပါနဲ့ကိုယ်တိုင်တာလျင်ပေါ့နော်တာဝန်ယူသူဖြစ်ပါစေဆိုတာကိုတိုးတက်ဖို့အဓိကအရေးကြီးဆုံးနဲ့တာဝန်ရှိဆုံးပုဂ္ဂိုလ်ကကိုယ်တိုင်ပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့အရာရာကိုကြောင့်ဆိုတဲ့စိတ်ကိုထားပါလုံရပြောင်းမှရလဲပြောင်းမယ်ပေါ့နော်အဲ့တော့တင်နှန်းတက်တဲ့တမန်ရှာကာတက်တာမျိုးမဟုတ်ဘဲနဲ့တေချာလိုက်မှတ်မယ်နော်လုံရပြောင်းရင်ရလဲပြောင်းမယ်နော်အဲ့တော့စတင်လိုက်ပြီဆိုရင်ကျွန်တော်ဆက်လုပ်ဖို့လိုတယ်ပြီးရင်စိုးအောင်လုပ်ဖို့လိုတယ်ဒါကကျွန်တော်တို့ရဲ့ဆရာတယောက်ပေါ့နော် breakthrough ကဆရာတယောက်ပြောတယ်ဒီစကားလေးကြိုက်လို့ကျွန်တော်ဒီမှာပြန်မျှဝေပေးတာပါအဲ့တော့မပြီးဆုံးသေးတဲ့ပကြီးကားတစ်ချက်ဘယ်တော့မှမလှပါဘူးမပြီးဆုံးသေးတဲ့နော်နယံတစ်ခုကိုစေးတုပ်ထားတယ်ပြီးအောင်မတုပ်တာဘယ်တော့မှလှမှာမဟုတ်ပါဘူးဒါကြောင့်မလို့ကိုတစ်ခုခုလုပ်မယ်ဆိုရင်စုံးတီထိလုပ်ပါနောက်တစ်ခုကတော့တင်မဲတင်မနေနဲ့ပေါ့နော်အသုံးချပါနံပါတ်4ရအဲ့တော့တင်ပြီးတင်နှန်းပြီးတဲ့အထိမစောင့်နဲ့ပေါ့နော်တင်နှန်းတစ်ရက်ပြီးတစ်ရက်အဲ့တစ်ရက်ကရလိုက်တဲ့အကြောင်းအရာကိုချက်ချင်းအသုံးချပါကျွန်တော်တို့ကိုယ်တိုင်လည်းဒီတိုင်းပဲအသုံးချတယ်ကျွန်တော်တို့လက်ရှိတင်နှန်းမှာလည်းအမြဲတမ်းတိုက်တွန်းတယ်ပေါ့နော်တင်နှန်းပြီးအောင်မစောင့်နဲ့ချက်ချင်းလှုပ်ရှားရှိရလှုပ်ပေါ့နော်အရာရာပြည့်စုံသွားမှလှုပ်မယ်ဆိုပြီးတော့အချိန်ကိုဆွဲမနေပါနဲ့တင်ရင်နဲ့အသုံးချနော်အသုံးချရင်နဲ့ဆက်တင်နေပါဒီလက်တွေ့ level ထဲမှာပြန်ပြီးတော့မှဓာတ်ရိုက်အသုံးချမှကိုယ့်ရဲ့ skill ကကိုယ့်ရဲ့အသွေးသားတွေကိုဒါကျွန်တော်တို့စိတ်ဝင်သွားမှာဖြစ်တယ်နံပါတ်5ကတော့ပန်းတိုင်ထက် system ကိုအာယုံစိုက်ပါဆိုတာတချို့ကြတော့ဖြစ်ချင်တာတော့အများများတယ်ဒါပေမဲ့ဖြစ်လာစေမဲ့ system ကိုအာယုံမစိုက်ဘူးကျွန်တော်တို့တင်တန်းကတော့ system ကိုတာဝန်ယူတယ်တင်တန်းဘက်ကတာဝန်ယူရမယ့် system ကတော့တင်နှန်းမှန်တက်ဖို့နဲ့လိုက်လုပ်ဖို့ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ရလက်ကိုအရန်မလောပါနဲ့နော်ဒီတင်နှန်းတစ်ခုတက်တယ်ဆိုတာဒီနေ့ရေတွင်တူဒီနေ့ရေကြီးတောက်လို့မရဘူးပေါ့နော်ရေရှည်အတွက်ခိုင်မာတဲ့ဒီ landing system တခုကိုအာယုံစိုက်ပါအသုံးချပါနော်ကိုယ့်ရဲ့စနစ်ကိုမှန်ကန်လိုက်နာမှတာကိုကဒီတင်နှန်းကနေအပြောင်းလဲတစ်ခုဖြစ်လာမှာပေါ့နော်နံပါတ်6ကတော့တင်နှန်းကြီးကိုအမျက်ထွက်အောင်လုပ်ပါဆိုတာကိုကတင်နှန်းကြီးတုံးပြီးပြီကွာတိလားတင်နှန်းကြီးဘလောက်ဆိုပြီးကျွန်တော်တို့တင်နှန်းကြီးပေးလိုက်ပြီအဲ့ဒါမြတ်ဖို့လိုတယ်ရှုံးလို့မရဘူးเนาะအဲ့ဒါတကယ်ယူဆိုင်ပါအဲ့တော့တင်နှန်းကြီးပေးလိုက်ပြီဆိုရင်နောက်တစ်ခုကပတ်စံကုန်တယ်လို့လည်းမမြင်နဲ့ပေါ့နော်အရင်နီးလို့တွေးပါအဲ့ဒီအရင်နီးထက်10စားမကရအောင်
ပြန်ပြီးအစွမ်းကုန်စူးစမ်းပါနော်နောက်ထပ်ပိုရေးကြည့်တာပေါ့နော်ကိုယ့်ကိုတင်ပေးတဲ့တင်တန်းဆရာနော်အတက်နိုင်ဆုံးတော့သူတို့ရဲ့တန်ဖိုးရှိတဲ့အရာတွေသူတို့တက်ကျွမ်းတမျှကိုဒါဆရာဆိုတဲ့တဘာဝကတော့တခြားဆရာတွေတော့မသိဘူးပေါ့နော်ကျွန်တော်အမြင်ပြောရရင်တော့ကျွန်တော်ကြုံမှုတဲ့ဆရာတွေကလည်းအရင်စေတနာထားကြတာတွေ့တယ်ကျွန်တော်ကိုယ်တိုင်လည်းစေတနာထားပြီးသင်တယ်ဒီနေရာမှာပေါ့နော်ဒီဆရာတွေရဲ့သင်ပုံပေါ်မူတည်ပြီးတော့နော်ကို absorb လုပ်လို့မရနိုင်တဲ့တချို့အခြေအနေတွေရှိတတ်တယ်အဲ့ဒါတွေအာရုံသွားမဆိုင်ပါနဲ့ကိုယ်ပေးတာကိုရအောင်ယူပါနော်ကိုယ့်ရဲ့သင်ယူမှုကပိုအရေးကြီးတယ်နော်အဲ့တော့ active ဖြစ်နော်တက်တက်ကြွကြွနဲ့လေ့လာဖို့လိုတယ် machine မလုပ်တတ်ရင်ကြီးမုံနဲ့အကူအညီတောင်းလိုက်ဖြေမဲ့သူတွေကြီးပဲနော်နောက်ဆုံးခုတစ်ခုကတော့အရေးကြီးဆုံးပါပေါ့နော်သင်တန်းတစ်ခုတက်တယ်ဆိုတာကိုကစနစ်တွေကြီးပဲ system တွေကြီးပဲရသွားရုံတာမကပေါ့နော်ကျွန်တော်တို့သင်တန်းကနေပြီးတော့အဆက်အသွယ်ကောင်းတွေရရှိသွားဖို့လိုအပ်တယ်ဒါကြောင့်မလို့သင်တန်းမှာပေါ့နော်ဆရာအပါဝင်သင်တန်းပေါ်တွေနဲ့ကောင်းမွန်တဲ့ relation ကောင်းတွေတည်ဆောက်ပါနော်ကိုနဲ့သူလေးလာလိုက်တဲ့သင်တန်းသူသင်တန်းသားတွေကတစ်ချိန်မှာ business partner တွေဖြစ်လာနိုင်တယ်တဝို့အပြန်လဲကူညီပေးနိုင်တဲ့သူတွေအားထားရတဲ့မိကောင်းဆွေကောင်းတွေဖြစ်လာနိုင်တယ်ဒါဟာမမြင်ရတဲ့ကျွန်တော်တို့သင်တန်းရဲ့စုလက်တစ်ခုပဲပေါ့နော်။သုံးနေနဲ့ပြောချင်တာကတော့သင်တန်းတက်တယ်ဆိုတာပေါ့နော်ကျွန်တော်တို့ skill set တွေ mindset တွေတက်လာမယ်ပေါ့နော်ကျွန်တော်တို့သင်တန်းမှာဆိုရင်တော့ဒီ system တွေ strategy တွေကို digital fake ကတာဝန်ယူပေးတယ်ပေါ့နော်တာဝန်ယူပေးတယ်အဲ့တော့သင်တန်းသားဘက်ကတာဝန်ယူရမယ့်အရာကတော့ speed နဲ့ commitment ပေါ့နော်မြင်မြင်ဆက်ဆန်းအကောင့်ထဲပေါ်မယ်တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့လှုပ်ရှားရှိတာကိုလုပ်မယ်ဒီလိုဒါဆိုရင်အောင်မြင်မှုကကိုယ့်အတွက်ပဲဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဒီဗီဒီယိုလေးထဲမှာတင်တန်းတွေတက်ပြီးတော့ဖြစ်စေပေါ့နော်ကိုယ့်ရဲ့မိကောင်းဆွေကောင်းတွေဆရာကောင်းသမားကောင်းတွေရဲ့ကောင်းမွန်တဲ့လမ်းညွှန်မှုတွေရယူပြီးတော့ယခုထက်ပိုမိုတိုးတက်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်ကျွန်တော်ကတော့ကျော်စင်လက်ပါ Digital Face ရဲ့ founder ဖြစ်ပါတယ် Digital Marketing Diploma 3 လတာမျှဝေသွားမယ် trainer ဖြစ်ပါတယ်